မြန်မာစတားပြန်ပွဲပိုင်ရှင်တဲ့ပွဲဖြစ်ပြီးထွက်လာရတဲ့အကြောင်းရင်ဖွင့်ပြပြလာတဲ့အလှမဲ့ခင်တနာဆိုအင်တာနက်ပေါ်မှာရင်ကိုပွဲဆိုနေတဲ့အကြောင်းအရာတကူကတော့ Fortune TV Channel ကနေထုတ်လွှင့်နေတဲ့မြန်မာစတားတချင်ဆိုပြန်ပွဲမှာအကြီးကျယ်အကွဲအပြဲပြဿနာတက်ပြီးတိုင်းတွေစတိုင်းနှုတ်ထွက်နေတဲ့အကြောင်းပါပဲအခုနောက်ပိုင်းမှာတော့ပြန်ပွဲရဲ့တိုင်းတူဖြစ်တဲ့အလှမဲ့ခင်တနာဆိုကပါပြန်ပွဲကနေနှုတ်ထွက်လိုက်ပြီးဖြစ်ပြီးသူမဘာကြောင့်ထွေးရရဲဆိုတဲ့အကြောင်းရင်းတွေကိုသူရဲ့ live တကူမှာခုလိုပဲဖွင့်ချသွားခဲ့ပါတယ်မြန်မာစတာတချင်းဆိုပြိုင်ပွဲဟာအင်္ဂရိတ်ကပြဿနာပေါင်းစုံနဲ့နာမည်ကြီးခဲ့တာပိုက်တဲ့ရီယာတီပါပဲအတူတပြည့်တိုင်တွေနဲ့ပြန်ပွဲဝင်နေကြတိုင်တွေအချင်းချင်းကြားမှာပဏိပခတွေပြအောင်ရန်တိုက်ပေးရဆိုပြီးဝေဖန်မှုရအမြဲရှိခဲ့ပါတယ်မနေ့ကဆိုရင်လည်းတိုက်ဖြစ်ပါဝဲခဲ့တဲ့စင်အောင်ရဲ့ဖနက်ကိစ္စဟာတိုက်တီပြည်တီဖြစ်နေတာတက်ခဲ့ပြီးဒိုင်တူဖြစ်တဲ့အဆိုတော်မိခလာနဲ့ပါအစင်မပြေဖြစ်ကအစီအစဉ်မပြီးခင်မှာပဲနှုတ်ထွက်သွားခဲ့တဲ့အထိဖြစ်ခဲ့ပါတယ်ဒီနေ့မှလည်းအရှိန်မသေးသေးပါဘူးပြန်ပွဲအစမှာကလေးကအစရောရေပကဝဲနဲ့ SIC တို့လိုဝါရဲ့တိုင်တွေကယူတီယနှုတ်ထွက်သွားခဲ့လို့အလုံးအအားတင်ခဲ့ရပါတယ်အခုတော့နောက်ထပ်တိုင်တူဖြစ်တဲ့အလှမဲခေတနာဆိုကပါဓမှန်ထွက်ခွာသွားတဲ့အတွက်မြန်မာစတားမတိုင်ဆိုလို့မျက်မြင်အစရောကိုအောင်ကိုတယောက်ထဲတာကြံရှိပါရယ်ဒီလိုတိုင်တွေဆက်တိုက်ထွက်ခွာနေရတဲ့အကြောင်းရင်းကိုပြည်သူတွေကစိတ်ဝင်စားနေချိန်မှာပဲခေတနာဆိုကသူရဲ့လူမျိုးကရဲ့ကနေလိုက်လွှင့်ပြီးအဖြစ်မှန်ကိုဖွင့်ချခဲ့ပါတယ်သူရဲ့ပြောကြားချက်တွေအရဒီပြဿနာရဲ့အဓိကတရားခံဟာမြန်မာစတာပြိုင်ပွဲပိုင်ရှင်ရဲ့လိုရက်တွေအကြောင်းဖြစ်တယ်လို့ဆိုပါတယ်။ကေနဒါဆိုရဲ့ရင်ဖွင့်ချက်တွေမှာတော့ပထမချက်အနေနဲ့မြန်မာစတာဘက်ကသူ့ပြည်သူတွေအမုံပွားအောင်လူဆိုးမကြီးတယောက်လိုထင်မြင်လာအောင်ဗီရိုရီကိုတမင်တကာဖြန့်ညက်ကန်အပ်တလုပ်ပြီးပွဲဆိုအောင်ဖန်တီးခဲ့လို့ဆွဆွဲထားပါတယ်။နောက်တစ်ချက်ကတော့အချိန်မမှန်တဲ့ရိုက်ကူးရေးတွေအကြောင်းဘကူသူတယောက်ဖြစ်တဲ့သူအနေနဲ့ရန်ကုန်မှာဟိုတယ်ငှားပြီးနေထိုင်ရတဲ့စိတ်တွေနဲ့ပြိုင်ပွဲကရတဲ့မဆို့မပို့ဝင်ငွေဟာဘကာမီကြောင့်ကိုစိုက်ထုတ်ရတာနဲ့ပြန်ရတာဘလို့မှအဆင်မပြေဖြစ်ခဲ့ကြောင်းပြောပြခဲ့ပါတယ်။ဒါပြင်သူကကျမရဲ့စင်တန်းကမြန်မာစတာကပြီးတဲ့မဆို့မပို့ပတ်စံနဲ့ဒဏ်လို့ဆရာမလို့အောင်နေမှာရှိုးပွဲတွေဆိုပြီးစိုင်းတီးရင်နဲ့လက်မလဲအောင်ငွေရှာလို့ရရဲဆိုပြီးပြပြတတာပြောကြားခဲ့တာဖြစ်ပါတယ်။အားလုံးရဲ့စိတ်ဝင်စားဆုံးဖြစ်ခဲ့တဲ့ကိစ္စကတော့ကချင်ပြည်နယ်မြေကြီးနားကနေလာရောက်ရှင်ပြိုင်တဲ့ပြန်ပွဲဝင်သူနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိစ္စပါပဲ။အင်တာနက်ပေါ်မှာပြန့်နှံ့ခဲ့တဲ့ဗီဒီယိုထဲမှာအဆိုပါပြန်ပွဲဝင်ကအခွင့်အရေးလေးတစ်ခါလောက်ထပ်ပြီးပါလို့တောင်းဆိုနေချိန်မှာခေတနာဆိုကစကားဖြတ်ပြောပြီးအခွင့်အရေးမပေးတဲ့ပုံစံမျိုးဖြစ်နေလို့သူ့ပေါ်ဝေဖန်မှုတွေအကြီးအကျယ်ဖြစ်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီးခေတနာဆိုကအခုလိုရှင်းပြခဲ့ပါတယ်။တကယ်တမ်းမှာသူဟာဆိုပါကချင်ပြိုင်ပွဲဝင်ကိုတချင်နှစ်ပုတ်အထိဆိုခွင့်ပေးခဲ့ပြီးအပေးခဲ့ကြောင်းအမှန်တကယ်ခေါ်သွားလို့မရလို့မခေါ်တာဖြစ်ကြောင်းဒါပေမဲ့မြန်မာစတာဘက်ကသူ့လူမုံပွားအောင်တမင်တကာဖိညက်ကလုပ်ပြီးကြောက်တွန်းခဲ့တာဖြစ်ကြောင်းတည်နေတကွာဖွင့်ချခဲ့ပါတယ်ဒီလိုမျိုးသားတဲ့တိုင်တွေကိုရန်တိုက်ပြီးတဲ့လူရက်တွေကိုဆက်ပြီးတိမခံနိုင်တော့တဲ့အတွက်နောက်ဆုံးမှနှုတ်ထွက်ဖို့ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်းသူကရှင်းပြခဲ့ပါတယ်ဒီတော့တိုင်တွေတယောက်ပြီးတယောက်ထွက်ခွာနေတဲ့မြန်မာစတာပြန်ပွဲရဲ့အနာဂတ်ဘယ်လိုဆက်ဖြစ်မလဲခေတနာဆိုရဲ့ဖွင့်ချမှုတွေပုံမှာရောပြည်သူတွေအနေနဲ့ဘယ်လိုသုံးသပ်မိကြသလဲဒီကိစ္စမှာဘယ်သူဘက်ကမန်နယ်လို့ထင်မြင်ယူဆမိပါသလဲဆိုတာကိုကွန်မမောင်ဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်ရှင်ဟုတ်ကဲ့ပါရှင်ဒီနေ့တင်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်လည်းပြည်သူတွေအတွက်စိတ်ဝင်စားဖွယ်ရာစီရီနူပညာရှင်သတင်းအကြောင်းများကိုချင်းချင်းတပင်းညတင်ဆက်ပေးဦးမှာဖြစ်လို့အတစ်တစ်တော့ဗီဒီယိုတင်နိုင်မလို့တန်သိရှိနိုင်ဖို့အတွက်ဘေးနာချက်ပေးခေါင်းလုံးလေးကိုလည်းနေထားပေးကြပါအောင်ရှင်အဆုံးထိအားပေးကြည့်ရှုမှုအတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်